အားလုံးမင်္ဂလာပါသူတွေကကိုလည်းရှင်း admission ကမှကြိုဆိုပါရစေမနေ့ကတော့မထိလိုက်ဘူးเนาะကဲဒီနေ့အတွက် share ပေါက် share မြတ်မယ်အကွက်14ခွက်ဆရာတော်ပေးထားပါတယ်เนาะအဲ14ခွက်ကတစ်နေ့လုံးစာပါ14ခွက်ပါအဲ14ခွက်ကိုစာတော့ဒီတနေ့ထဲမှာထိုးပါမနေ့ကမပေါက်တဲ့အတွက်ဒီနေ့ကိုစာတော့မနေ့က100ဘူးထိုးရင်ဒီနေ့200ဘူးထိုးပါကဲ14ခွက်เนาะအဲ14ခွက်ကိုထိုးပေးပါကဲဘော်ရာတွေပြီးကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါပြီးတော့ကျွန်တော်ရဲ့ channel လေးမှာအစီအစဉ်တစ်လာမှာဖြစ်တဲ့အတွက် like and subscribe လုပ်ထားပြီးတော့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြပါ subscriber လူကြီးတိုးလာတဲ့အမြဘော်ရာတွေရဲ့စီစဉ်ကောင်းနေပါလိမ့်မယ်နော်ကဲကျွန်တော်ရဲ့14ဘွက်က89398434 8030 8232 8535 8636 8939 ကဲဖြစ်ပါတယ်ကဲဘော်ရာတွေဒီချက်ဘက်ကစားလို့ပတ်ပါစေအားလုံးကျေးဇူးတင်ပါတယ်